နံပါတ်1အနေနဲ့ Santa Claus Saint Nicholas ပေါ့နော်ဒီ Saint Nicholas ကအပြင်မှာတကယ်ရှိခဲ့ပါတယ် Santa Claus နာမည်နဲ့မဟုတ်ဘဲနဲ့ဒီ Saint Nicholas ဆိုတဲ့ဘုန်းတော်ကြီးတစ်ပါးဖြစ်ခဲ့တာပါသူ့ရဲ့ဒဏ္ဍာရီကစုံလင်လှတဲ့ယဉ်ကျေးမှုတွေနဲ့ယာစုနှစ်အပြောင်းလဲတွေကနေယနေ့ခေတ်ရဲ့ Santa Claus ဖြစ်ပြောင်းလဲလာခဲ့တာပဲဖြစ်ပါတယ်၄ရာစုအစပိုင်းမှာတူရကီရဲ့မီရာဒေသမှာသူကဆင်းရဲတဲ့လူတွေကိုကူညီရင်းနဲ့လူမသိအောင်လက်ဆောင်တွေပေးတဲ့လှုပ်ရှားမှုကနေပြီးတော့နာမည်ကြီးခဲ့တာပဲဖြစ်ပါတယ်ဒီ Saint Nicholas ရဲ့ယဉ်ကျေးမှုကဥရောပကိုပြန်ပွားသွားရင်းနဲ့နယ်သာလန်မှာ Santa Claus ဆိုတဲ့နာမည်အဖြစ်နဲ့ပြောင်းလဲသွားခဲ့ပါတယ်12လပိုင်း6ရက်နေ့ Saint Nicholas Day ပေါ်ပေါက်လာခဲ့ပြီးတော့အဲ့နေ့မှာပဲကလေးတွေကိုလက်ဆောင်တွေပေးတဲ့ယဉ်ကျေးမှုတွေကစတင်လာခဲ့ပါတယ်ဒီ Santa Claus က roof အရှိကြီးကိုဝေပြီးတော့မြင်းစီရင်သွားလာတတ်တဲ့ပုံစံအဖြစ်လူသိများလာတယ်ဒီ Saint Nicholas ရဲ့ယဉ်ကျေးမှုကနောက်ပိုင်းမှာအမေရိကကိုရောက်ရှိလာခဲ့တယ်18ရာစုနယ်သာလန်ကအမေရိကကိုပြောင်းလာတဲ့နယ်သာလန်လူမျိုးတွေက Santa Claus ယဉ်ကျေးမှုကို American New York အထိကိုတည်လာကြပါတယ်အဲ့ဒီနောက်မှာတော့ American မှာယဉ်ကျေးမှုပေါင်းဆက်ပြီးတော့ပြောင်းလဲရာကနေပြီးတော့အခုကျွန်တော်တို့ရဲ့လက်ရှိခေတ် Santa Claus ဆိုပြီးတော့စတင်ပေါ်ပေါက်လာခဲ့တာပဲဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီတုန်းက Santa ကတပုံစံနဲ့ရှိခဲ့တာမဟုတ်ဘူးအယောင်အင်ကြီးဝတ်စားစင်ရင်ပုံသပင်အစရှိတဲ့အရာတွေအကုန်လုံးကနေရာနဲ့အလိုက်နိုင်ငံနဲ့အလိုက်တပုံစံစီဖြစ်ခဲ့တာပဲဖြစ်ပါတယ်1932ခုနှစ်ရဲ့ကိုကာကိုလာရဲ့ကြီးညာကနေတဆင့်ဒီ Illustrator Hardon ကနှွေးထွေးတဲ့ပုံပေါက်ပြီးတော့ဝေါဖောင်းဖောင်းနဲ့ရင်းနှီးဖော်ရတဲ့အဖိုးအရွယ်စန္ဒာကိုဖန်တီးခဲ့ပါတယ်။အနီရောင်ဝစားစင်ရုံပုံကိုကိုလာမားကတ်တင်းအဖြစ်အားကောင်းကောင်းကိုအသုံးချခဲ့ပါတယ်။ကိုကာကိုလာက8ခေတ်ရဲ့ကမ္ဘာမားကတ်တင်းအကောင်းဆုံးလုပ်ငန်းတစ်ခုဖြစ်ခဲ့တာမို့လို့သူတို့ရဲ့စောင်းရံသည့်ကြီးညာကကမ္ဘာတစ်ခုလုံးကို impact တော်တော်ကြီးရှိခဲ့ပါတယ်။အခုခေတ်ရဲ့ Santa Claus ကလည်းအဲ့လိုပုံစံတွေကနေပြီးတော့စတင်ပြီးဖြစ်ပေါ်လာခဲ့တာပဲဖြစ်ပါတယ်။